la la wow မိုက်သွားပြီဗျာ hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ camping သွားတဲ့နေရာကတော့ Skipin Surrender Retreat ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရောက်ပါပြီကျွန်တော်တို့တေးမိနေရာကိုလမ်းပြပေးဖို့ဟိုမှာကျွန်တော်တို့စောင်းနေတာပါ okay ဆိုတော့သွားမယ်ဗျာOkay ဆိုတော့ဒီနေရာကတော့ကိုရီတေးမင်းနေရာဖြစ်ပါတယ်ကိုရီညအိတ်သွားကြတာဖြစ်ပါတယ်ဒီမှာဆိုရင်เนาะကျွန်တော်တို့အဆင်ပြေပါတယ်ဒါကနေရာတစ်ဆိုတော့လေဒါဒီမှာကျွန်တော်မွေးရတယ်လေအတင်းရှိတယ်ကောင်းအုပ်တွေစောင်းတွေမှအစပေါ့เนาะကျွန်တော်တို့ရခေတက်တာလည်းရှိတယ်ဒီဒါရီချိုကအဆင်ပြေတယ်ကျွန်တော်တို့เนาะတန်တန်လေးနဲ့ဒါဒီမှာเนาะကျွန်တော်တို့ချင်းထောင်လေးရှိတယ်ဒီမှာเนาะနေရောက်အိတ်တဲ့နေရာတယောက်အိတ်တဲ့နေရာလေเนาะကျွန်တော်ဒီတန်စီရှိပါတယ်ဆိုတော့ဒီနေရာကတော့ကျွန်တော်တို့အခုချိန်မှာနေရာကြည့်ကြတာပေါ့နော်ဒီဟာကတော့ရေချိုးကန်ဖြစ်ပါတယ်ဒါကတော့ဆီယမတော်လေးပေါ့နော်တို့ရှောင်းမှာဆရာနေမိလို့ရှိရင်ပါရိုရဲ့ကောင်မလေးပေါ့နော်ဒီမှာရအေးပါတယ်ခင်ဗျရေကတော့အေးပါတယ်ခင်ဗျအခုကတော့ကျွန်တော်တို့မချိုးသေးပါဘူးဆိုတော့ပြီးမှပဲနေရာလေးသွားကြည့်ပြီးမှနော်ဟောကြည့်ပြီးမှပဲကျွန်တော်တို့ရေကူးမှဖြစ်ပါတယ်လို့နော်ဆိုတော့ဒီမှာလာချင်တဲ့သူတွေအတွက်နော်ဒီမှာနေရာပြပေးတဲ့သဘောပါပဲเนาะဟောဘာပြမလို့လဲဟောအေးခုနကငါလာလေးဖက်ကနေထွက်မှာဟောဝင်လိုက်တော့ဒီမှာပုံမိုက်ပါလေเนาะဟုတ်တယ်ထွက်လိုက်ထွက်လိုက်ပဲပြုံဘာလဲဟုတ်အကြည့်နေတော့ကြရမယ်လားကဘာလို့အလို့ရမလားရတယ်လားရတယ်သွားလိုက်ဟုတ်တယ်တရားမလုံနဲ့နော်မလုံနဲ့ရှင်မကြိုက်တော့လေဒါတော့အနည်းအနားမှာရှိတဲ့တခြားနေရာတွေတွားကြည့်ကြတာပေါ့နော်ဆိုတော့ဒီမှာလေးတေးလို့ရတယ်နော် booking လောက်ထားလို့ရှိရင်ပေါ့နော်ဒီကနေလိုက်မိတယ်အောင်ဒီအင်ကနေလိုက်မိတယ်ကြည့်အဲ့မှာပြင်နေတော့လည်းမကောင်းနဲ့မြင့်ဒီမှာကြည့်အဲ့တော့ဖက်မှာလည်းအများရှိရလေမူးရွာရနော်ကိုယ်အဲ့တော့လိုက်ပြင်နေတာမူးရွာရောမူးရွာရောမူးလေသူနေမကောင်းလေဒီကောင်းလိုက်လေဒီကောင်းတော့တော့ဘာမှမလားမပြင်းလေဒီပေးလိုက်ရောကျွန်တော်တို့ကလုံနေကွာဒါတော့အိမ်တခုတည်းတော့ဟာလာအဲ့ဒါနေပေါ့ဒီကဟဲ့ဟိုယောဒီတခွန်းလေးဟမ်တော်ပြီဒါလည်းဒီဘက်နဲ့ထွက်လို့ရတာပဲဟောဒါလည်းဒီမှာငါးတွေရှိတယ်အောင်ငါးတွေအောင်ငါကန်ရမလားမြန်ကြည့်ပါပြလိုက်ရပါလိမ့်ဝေးရလေဒီဟာလာရမှာဒီမှာစဉ်အင်မွေတရိษံနော်ဒီကြက်တွေရှိတယ်ဟိုမှာကြက်ကလေးတွေဟိုးရွာဘက်မှာတတိရနော်
သူတို့ဘဝပဲ peaceful life hello baby ချစ်စရာလေးတွေရွာဘက်မှာတတိယသွားတာပဲမိသားစုလိုက်ကဲဆိုတော့ခုချိန်မှာတော့ပြင်ကိုယ်ရေကူးပါတော့မယ်เนาะရေကူးပြီးဟင်းနေပါတဲ့ချက်သမီးစားပြီးတော့အနားယူရတော့မှာပေါ့နော်โอเคဆိုတော့ကဲရေကူးပြီဗျို့ကဲဘိုက်လေးစားကြပြီဆိုတော့เนาะကိုလေးအစအတုတ်တွေပြင်ဆင်နေပါပြီဒီမှာအသားกินနေပါပြီခရစ်ပါရိုလီယာဆရာနေမင်းနဲ့နော်ဒီမှာရှိတယ်ဘလို့ရှိဒီမှာပါရိုရဲ့ကောင်မလေး good friend ပေါ့နော်ဆိုတော့ဒီမှာစกินနေပါပြီပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်အသားတွေလည်းရှိသေးတယ်เนาะဆိုတော့ဒီမှာဆိုရင်ဒါတော့ကြက်အတောင်ပံဖြစ်ပါတယ်เนาะဒါတွေအားလုံးကကိုဘာသာဆိုင်မှာဝေပြီးတော့ဆေးမှာဝေပြီးတော့ယူလာရပါတယ် sauce တွေမှာအစเนาะဆိုတော့သုံးစရာလေးတွေစားစရာ snacks တွေပါတယ်ပေါ့နော်ကဲဒီမှာဆက်လှိနေပါပြီဒီမှာเนาะအသားတွေဆက်လှိနေပါပြီပြီးလို့ရှိရင်တော့ကိုယ်ဆွဲရတော့မှာပေါ့နော်ဘိုက်လေးစားကြီးနဲ့ဘိုက်စားလာပြီဗျဒါအခုလှိနေတာကတော့ဒါ Thomas နော်ဖြစ်ပါတယ်သူကတော့ကျင်းဖော်เนาะကချင်လူမျိုးဖြစ်ပါတယ်ကိုယ်ရဲ့ဆရာပေါ့နော်ပြီးလို့ရှိရင်ဒီမှာနောက်ထပ်ကျွန်တော်တို့စကင်နေတယ်နောက်ထပ်กินနေပါတယ်เนาะဘာဖြစ်လို့ဆိုတော့ဒါအများကြီးလူကကျွန်တော်တို့က6ယောက်ဆိုတော့လေဒါအများကြီးกินမှာဒီမှာနောက်ထပ်ရောက်လာတဲ့သူကတော့ဒါဆီယမဒေါ်လီဖြစ်ပါတယ်เนาะဒီမှာလူစုံတက်စုံနဲ့กินနေပါတယ်ကျွန်တော်ကတော့ဗီဒီယိုရိုက်ပေးနေတာပေါ့နော်ဒီမှာဒါကတော့ဒေါ်လီဖိုးသူကတော့ကရင်လူမျိုးဖြစ်ပါတယ်လို့เนาะပေါ့ကရင်ပေါ့နော်စကောကင်လားပေါ့ကင်လားတော့မသိတော့မေးတော့အဲ့မှာเนาะမင်ခိုရီလို့ရှင်ဒီမှာကဲနောက်ထပ်กินနေပါတယ်ပြီးရင်တော့ဆွဲပါတော့မယ်လို့เนาะကိုရီပြင်ဆင်နေပါပြီလို့เนาะကိုရီဒီမှာအချင်းနေဒီမှာเนาะချက်နေတယ်ဒီမှာတော့โอเคဆွဲပြီကဲเนาะစတော့ရင်ပြမယ်เนาะဒါတော့ဟုတ်တယ်ဟိုမှာပါလောဟိုနောက်မှာပြပါလို့ဒါဆိုလေမှာပြန်ပြီးလာနော်ချင်းရပြီမှာနော်ကျတော့ပန်လို့အမေသားနေတော့ဒီဘက်ချင်းတော့နော်ဒီဆိုကျွန်တော်စပြမှာဖြစ်ပါတယ်နော်ကျွန်တော်တို့လာခိုင်တော့ဒီမှာဆရာမလေးဆရာကြီးတွေနဲ့ပေါ့နော်โอเคโอเคဟောပါအဘောโอเคဆိုလို့ရစပါရိုကြီးသူတစ်ချက်မှလည်းပြောကျွန်တော်လုံးမျိုးကြည့်တယ် 1 2 နောက်တော့ 2ထိုးလေအေးလေးအိုဒီကလေ1 2 3ရော်လီလည်းမသွားပြီညစလုံးပါစလုံးပါတယ် လေလို့ yellow 3 What is your right? Why did you do better than anyone else you know? Yeah.
ဟာကကြတော့မလဲဆိုတော့ ဟာလည်းပဲဟာလည်း counseling အဲ့လိုမျိုးတကယ်ချင်းနေဆွေးနွေးခန်းဝင်တာပေါ့နော် relationship ဘိုင်းမှာတော့၎င်း life နဲ့တော့၎င်းသူတို့အများနဲ့လာပြီးတယ်အဲ့လိုမေးတဲ့အခါပြကြလို့ရှိရင်ကိုကမှာအဲ့ဒီ gift တူပါတယ်ပေါ့နော် counseling ပေးနိုင်တဲ့ gift for any knowledge ပေါ့ ညာထက်ကိုလုံနိုင်တယ်ဒီလမ်းပေးနိုင်တယ်အဲ့ဒါ okay ဟော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  ကဲဆိုတော့ကျွန်တော်တို့เนาะကျွန်တော်တို့ပြန်ပါတော့မယ်ကျွန်တော်တို့ရဲ့ကားဟိုမှာ booking လုပ်ထားတဲ့ဟာရောက်ပါပြီဆိုတော့ဗီဒီယိုအဆုံးကြည့်ပေးတယ်ပေါ်ရာတွေသင်ငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့เนาะနောက်ဗီဒီယိုအတစ်တွေမှာပြန်ပြီးတော့အဆုံးကြမယ်အားလုံး thank you ဒီဘက်မလဲတော့လားနင်ဟုတ်တယ်အဲ့ကားလားဒီထဲဘိုင်ဘိုင်အားလုံးဘိုင်လေ